ဒီနေ့တော့ကျွန်တော်နိုင်ပစာပဲเนาะမန်လေးကကျွန်တော်တင်တန်းသားတယောက်အလဲရောက်တာနဲ့သူနဲ့ရှောက်သွားကြည့်တာဗောနော်အဲ့ဒီမှာကျွန်တော်လွန်ခဲ့တဲ့3နှစ်ကကြောက်လေးတစ်လုံးတွေ့ထားတာဗောနော်အဲ့ကြောက်လေးมันสวยไหมဒါသူဆိုင်ရောက်နေသူဆိုင်မှာဒါကဘာလဲဆိုတော့ကျွန်တော်ထုံပေါ့ဗျာသူကဘာလဲဆိုတော့ထုံပရီထုံပရီကိုမှသူကထပ်မှထုံကြောက်လေးကိုကသူကထည့်ထားတယ်အဲ့ထုံကြောင်လေးကိုသူထည့်ထားပြီးတော့အဲ့ကြောင်လေးကိုဘေးရပြပြီးတော့ဒါမြန်မာပြည်ကထွက်တဲ့ကြောက်ပါလို့ပြောတာတကယ်နဲ့ကျွန်တော်မြင်တာတော့ဒါဗီယက်နမ်ကထွက်တဲ့ကြောက်တွေဗျကျွန်တော်ထင်ကြောက်စင်းအစ်စ်မဟုတ်ဘူးဘောနော်ဒါသူဆိုင်မှာရှိတဲ့ဟာလေးအမှဒီကြောက်ပဲဒီကြောက်ကိုလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်ကကြည့်ကြိုက်နေတာဝယ်မရအဲ့တော့ဆိုလုံးဝမရောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကြောင်လေးကိုဒါကျွန်တော်တင်တန်းသားကြာတော့သူကထိုင်းနေတလူကောင်းကောင်းပြောနိုင်တဲ့အခါကျတော့သူ့အလုံးကထိုင်းထင်နေတာကျွန်တော်မြန်မာစကားလုံးဝမထွက်ဘူးမထွက်သေးဘဲနဲ့ကျွန်တော်ဟိုကြည့်ဒီကြည့်ကျွန်တော်ကြည့်နေသူကကျွန်တော်အနိကပြောပြီးတော့ကျွန်တော်အဲ့ကြောက်လေးကျွန်တော်ဝဲခြင်းတယ်ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်သူ့ကိုဝဲခိုင်းနေတာကျွန်တော်တော့ဟိုကကြည့်တောက်ချင်းမြောက်ကြီးရှောက်ကြည့်နေတာပေါ့နော်သူတို့ဒါပြောနေတဲ့စကားတွေကျွန်တော်မိတ်ဆွေတွေကြားမှာပါနော်အဲ့တော့ဒါမှဒါတွေတော့ကြောက်စင်းစစ်ပါတယ်ပပူလေးတွေထိုးထားလေးတွေတော့ကြောက်စင်းစစ်တယ်ဒါလေးကတော့ဈေးတော့တိတ်လည်းမများပါဘူးသူဒီမှာရောင်းနေတာတော့ဒါတော့ဖျားတွေပေါ့ဗျာအဲ့တော့ဖျားပပူတွေကတော့နည်းနည်းလေးဒီမှာပေါ့ထိုင်းဖျားပေါ့ဗျာထူထားတာပေါ့ဒါလေးอันนี้ดีกว่าเม็ดนึงผมแพงให้มาခုံနေပါလေသူစီမှာအဲ့တော့ကျွန်တော်ကြည့်ရင်ခဲတွေပါကြည့်ရင်သူစီလာတာဒါခုဒါကျွန်တော်ပြတဲ့ဒီခဲလေးဒါလေးဆိုရင်ဒါသူကအမအဲ့မှာထုံးကအလဲမှာကျိုးလေးတော့ပါနေတယ်သူကဒါမျိုးလေးတွေနဲ့ဒီထိုင်းတွေထုတ်ထားတယ်ဆိုတဲ့အနေအထားမျိုးနဲ့သူကပြောပြီးတော့ရောင်းတာဒါကျွန်တော်အနေနဲ့ဆိုရင်ပေါ့နော်သူကကိုကကျွန်တော်တို့ဗမာဆိုတဲ့ဗမာစကားကိုမထွက်ရဗမာဆိုရင်သူကမရောင်းပါဆိုလို့ကျွန်တော်မေးနေကြပြီသူကမရောင်းကြီးလို့တာအခုမှထိုင်းစကားပြောတဲ့လူနဲ့တွေ့မှသူကရောင်းမယ်လို့တာအဲ့တော့အဲ့ကြောက်လေးကိုကျွန်တော်ဟိုဒါဝယ်လိုက်ပြီဗျာနော်အဲ့တော့ဘလောက်ဝယ်လဲဆိုတဲ့အနေအထားလေးကိုကျွန်တော်မေးရှင်များအော် comment မှာမှန်းခဲ့ပါတော့အဲ့တော့အဲ့ကြောက်ရဲ့အနေအထားကိုကျွန်တော်မေးရှင်များအခုကျွန်တော်ထိုးပြမယ်ပြီးတော့အနေအထားကိုကျွန်တော်ရှင်းပြမယ်မြန်မာပြည်မှာအခုချိန်မှာတော့ဒီကြောက်လေးဈေးကွက်ဘယ်လောက်ရှိလဲဆိုတာတော့ကျွန်တော်မေးရှင်များလည်းခံမှန်းကြည့်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ဒီမှာဒီကြောက်လေးအရွယ်ကတော့ကျွန်တော်ထင်90သားလောက်ရှိတယ်တော့ဝိတ်ကောင်းတယ်အဲ့ထီအောင်နေနေဆိုတော့ဗျာခင်ဗျာအမထီတော့အောက်မှာရှိနေတယ်နော်အဲ့တော့ဒီမှာကတော့ကစွန်ဂျိုးပါတယ်တဲ့လားနော်ဒီမှာအနက်ထက်နော်အဲ့တော့ကျွန်တော်ကကြည့်တာဒီမှာသူ့ရဲ့ဒီဇာလေးတွေရဲ့ဒီမှာသူ့ရဲ့ဒီဇာလေးပေါ့နော်ဒါလေးကြီးကြည့်လိုက်တာဒါကျွန်တော်ပြရမယ်ဓာမီထိုးရပါဓာမီလည်းရှိတယ်ဓာမီကတော့ဒီမှာနော်ကျွန်တော်ကင်တဲ့ဓာမီဒီဓာမီရန်ကောင်းတယ်နော်ဒီဓာမီနော်အဲ့တော့ဝယ်ခြင်းတော့ကျွန်တော်တို့ 1KB မှာဝယ်လို့ရတယ်ဗျာ 1KB မှာသာရိုက်ရှာလိုက်နော်အဲ့တော့ကျွန်တော်ဝင်ရသေးတယ်အဲ့တော့ဒါလေးတင်ပါနော်မောတော့ဘာမောသေးတော့မလားမောကတော့ကျွန်တော်မေ့စင်များရေးဒီမှာဒါမောဝမ်းကြီးနော်အဲ့တော့မောဝမ်းကြီးကြောက်ပါနော်အဲ့တော့မောဝမ်းကြီးမောစီစာအဆက်ဒီပေါ့ဗျာနော်အဲ့ဝန်းကျင်ကြောက်တွေပါပဲနော်အဲ့တော့ဒီမှာကြောင်မျိုးရှိတယ်ဒီမှာသူကဒီအနှစ်ထက်ကျွန်တော်ဒီအနှစ်ထက်ပါဒီနှစ်ထက်လေးကိုလွှာလိုက်ချင်တာလွှာပြီးရောင်းချင်တာဒီမှာကြည့်အဲ့ဒါပြောတာနော်အဲ့ဒါဆိုတော့ကြောက်ကြည့်တော့ကြောက်ကလည်းခဲကြည့်ရင်သူ့စီမှာပဲရှိတာကျန်တဲ့စီမှာလည်းမရှိဘူးအဲ့တော့ကျွန်တော်အမှသွားရင်းနဲ့ဒါလေးကအဲ့လိုတွေ့ရင်းနဲ့စိတ်ဝင်စားတယ်ဒီမှာတော့ကြောက်ကြည့်တော့ဒီမှာလေးကျွန်တော်ကြိုက်ဒီမှာနော်အဲ့တော့မိတို့ကပေါက်နေတာဒါကတော့ကျွန်တော်ထင်တာတော့ဒါလည်းဒီကစွန်ဂျိုးကစွန်မန်းနေဒီမှာနော်အဲ့တော့ဒီမှာကအနှစ်ထက်ကတော့ဒီမှာဗျဒီမှာတော့အနှစ်ထက်ကအဲ့ဒီနှစ်ထက်လွှာလိုက်ရင်တော့ဒီအောက်မှာတော့ဟိုလိုနာတော့မရှိတော့အဲ့ဒါလေးလွှာလိုက်ရင်တော့လှမယ်ပေါ့နော်ဝါရှာပေါ့ဗျာပရီးတို့ဝါရှာတို့အချက်တို့အတစ်တို့အလက်ရာတို့ပေါ့နော်အဲ့ဒီရတယ်ဗျနော်အဲ့တော့ကြောက်တဲ့လေးရင်းနေကြောက်မျိုးလေးကောင်းနေအဲ့တော့ဒီ90သားလောက်ကြောက်လေးအဲ့တော့အရင်တော့သူဝယ်ထားတာတော့ဈေးပေါ်ရင်ပေါ်မှာပေါ့ဗျာဘယ်လောက်ဝယ်ထားလဲတော့မသိဘူးเนาะအဲ့ဒါလေးပြသားလို့ကျွန်တော်မျက်စိနှောက်နေရတော့အဲ့တော့အခုတော့ကျွန်တော်ထိုင်းစကားပြောတဲ့လူနဲ့ဆိုတော့အဲ့တော့ဝယ်လိုက်တာပေါ့ဗျာဘာဖြစ်တော့အောင်ခံလို့ရတာပဲဗျာเนาะအသေးချာတာကတော့ဒီကြောက်ဒီမန္တလေးမှာရောင်းရင်သေချာပေါင်းညံ့မှာ
တေချာပေါ့ညံ့ပါနော်အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ဘလောက်ဝယ်ထားလဲဆိုတာကျွန်တော်တို့ဘဏ်ဝင်နေဝယ်တာပေါ့နော်ဘလောက်ဝယ်ထားလဲဒါမှမဟုတ်ပြီးရင်မန္တလေးမှာရောင်းရင်ဒီကြောက်ကဘလောက်ရနိုင်တယ်လဲဆိုတာဒီမန္တလေးဈေးကွက်မှာတကယ်လုံနေတဲ့သူတွေနော်ကျွန်တော်မိတ်ဆွေများခံမှန်းကြည့်ပါနော်ခံမှန်းကြည့်ပါနော်အဲ့တော့ဒီမှာတော့ကြည့်လေအကုန်ပေါတယ်နော်ဒါအဲ့တော့တရုံလုံးကတော့ရှိတာတေချာနေပြီနော်တရုံလုံးရှိတာတေချာနေပြီနော်အဲ့ဒီတော့ဒီမှာနော်အကုန်ပေါတယ်နော်အဲ့ဒီတော့ကဲကျွန်တော်မျိုးစင်များချင်းမိုင်မှာရောက်တဲ့အချိန်မှာတွေ့တဲ့ကြောက်လေးတစ်လုံးဝယ်မိတာနော်အဲ့တော့ကျွန်တော်မျိုးစင်များကိုဒါဘုသူတအနေနဲ့ပါကျွန်တော်တင်ပေးလိုက်တာပါနော်ကဲအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ထီလေးလည်းအားပေးသွားကြအောင်ပေါ့နော်